အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဘဝမှာမလောက်ချင်ဆောင်လို့တစ်ခုကိုပြောပါဆိုရင်ကျွန်တော်ငါဖမ်းတဲ့လောက်ဘယ်တော့ခါမှကျွန်တော်မလောက်ချင်ခဲ့ပါဘူးဒါပေမဲ့မင်းကငါဖမ်းတဲ့လောက်ဖူးလို့လားဆိုတော့ကျွန်တော်လောက်ဖူးတာပေါ့ဗျာကျွန်တော်14နှစ်ရွယ်ကလေးကကျွန်တော်ဝါဒန်းဆိုပြီးတော့အဲ့ဒီလေမှာဆက်လိုက်ခဲ့တာဗျာထိုင်းမှာငါဖမ်းလိုက်ဆိုရင်ဝါဒန်းနဲ့ဝါလာအဲ့လိုကမ်းနားမှာဖမ်းတဲ့လေသေးသေးလေးပဲရှိတာပေါ့နော်အဲ့ထက်မှာကျွန်တော်ကဝါဒန်းကိုလိုက်ခဲ့ပူတာနော်ဘယ်နဲ့လိုက်ခဲ့ပူလဲဆိုတော့ကျွန်တော်3နှစ်တော့မှလှေလိုက်ခဲ့ပူပါတယ်ဗျာကျွန်တော်တို့ရွာမှာရေဆိုတာလည်းမရှိဘူးလှေဆိုတာဗျာစောင်းဒီပေါ်မှာပဲမြင်ခဲ့ပူတာဗျာတကယ်ကျွန်တော်ထိုင်းလို့လာပြီးတော့လှေလဲရတဲ့အချိန်မှာကျွန်တော်ရမ်းကြောက်တယ်ဗျာကိုရွာမှာဆိုရင်မြောင်လေးတဲကိုမှတော်တိုင်အောင်မစင်းဘူးတဲ့ကောင်ကလှေတမမြင်လမ်းမမြင်ပင်လေကြီးတဲ့ကိုသွားရမယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကရွေးချက်ပဲခွင့်မရှိဘူးဗျာကျွန်တော်လှေလိုက်ခဲ့ပါတယ်3နှစ်လေဆဆလိုက်ခြင်းကတော့ကဆိုရင်အာနာဗျာလှေကလည်းမူဟိုကလည်းဒီတစ်ခါမှမစီးဘူးတော့ဗျာစိတ်ဓာတ်တွေဘောချငါမလောက်နိုင်တော့ဘူးလူကလည်းငယ်သေးတာပေါ့နော်စိတ်ဓာတ်တွေတအားကျလို့ရတယ်ဗျာအဲ့ဒီချိန်ကကျွန်တော်ထွက်ပြေးလို့ရထွက်ပြေးချင်တဲ့အထိကျွန်တော်ဒီလောက်ကိုလောက်ရမယ်ဆိုရင်ငါကွယ်ပြောက်သွားရမယ်ဆိုရင်ကွယ်ပြောက်သွားပါစေဆိုတဲ့တွင်မျိုးတော်ဝင်ခဲ့ဘူးတယ်ဗျာပင်လယ်နဲ့ကမ်းမှာလောက်ရတာချင်းကဗျာကမ်းမှာကြာတစ်ခုဖြစ်လာခဲ့ရတော့မှဆုံးရှုံးမှုနေထားကတော့နဲတယ်ဗျာပင်လယ်ထဲမှာတစ်ခုဖြစ်လာရင်ကောင်းလုံးမဆုံးရှုံးနိုင်တယ်ဗျာတိုက်အရီရလည်းဆုံးရှုံးနိုင်တယ်ကောင်းပေါ်မှာတစ်ခုဖြစ်လို့ခြေကျိုးလက်ကျိုးဖြစ်ရတော့မှတက်တော့ရှင်နိုင်သေးတယ်ဗျာပင်လယ်ထဲမှာမတော်တဆရေထဲကိုပြုတ်ကြလို့မတော်တဆတစ်ခုဖြစ်သွားရင်စောင်းနာတော့မှပြန်ရှောင်လို့မရတော့ဘူးဗျာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာပြည့်ဖူးမှာပါရေထဲကိုပြုတ်ကြလို့အလုံးတော်မှပြန်ရှောင်လို့မရတော့တဲ့ခြေနေတွေရှိဖူးတယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်မလောက်ချစ်ဆောင်လောက်ကပင်လေတငါလောက်ပေါ့ဗျာဒီထဲမှာလဲလှေလောက်ဖူးတဲ့သူတွေလှေလောက်သားတွေရဲ့ခံစားချက်ကလေးတွေရှိရင်မျှဝေပေးထားခဲ့ဖို့အတွက်အလောင်းတောင်းဆိုချင်ပါတယ်ခင်ဗျာကောင်းပုံမှာမလောက်ပဲပင်ပန်းချိန်တိုင်းအိမ်ပြန်နားရတဲ့အချိန်မှာခဏတာပန်းဖြီနားယူလို့ရသေးတယ်ဗျာကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာဗျာဘယ်နေ့ကမ်းဆိုင်မလဲဘယ်နားမှာဘာကမ်းရှိလဲလွမ်းစရာဆွေးစရာတွေတအားများတယ်ဗျာပင်လယ်ထဲရောက်ရင်ဟိုချရတဲ့သူတွေနဲ့လည်းမတွေ့ရတော့ဘူးဆက်ဆွဲတွေလည်းပြတ်တော့သွားတယ်ဗျာပင်လယ်ထဲမှာလှေလောက်သားတွေကလွတ်လပ်တယ်ဆိုပေမဲ့တအားကမှအန်ဒီရဲ့များကြပါတယ်ဗျာပိတ်ဆန်ဆိုလဲမလုံမငါနဲ့တဲ့နဲ့ရင်ပြီးတော့ပိတ်ဆက်ထားရတာဗျာဒါကြောင့်ကျွန်တော်မလောက်ချင်ဆောင်လောက်ကလီလောက်သားလို့ပဲပြောချင်ပါတယ်ခင်ဗျာဒီထဲမှာလီလောက်သားတွေတချို့ကလည်းကောင်းပုံမှာမလောက်ချင်တဲ့သူတွေရှိတယ်ဗျာကျွန်တော်လီလောက်တာမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ရဲ့တကူကြီးစာမလောက်ချင်တဲ့လောက်လေးတစ်ခုပဲဖြစ်ပါတယ်တချို့ကလည်းကောင်းပုံမှာလုပ်ငန်းလုပ်ရင်ညစ်ကြတဲ့ဘာညာအဲ့လိုလူတွေရှိတယ်ဗျာအဲ့ဒါအတိအကျကိုရှိတာတချို့တွေကလည်းလှေလောက်ရမှာတအားကြောက်နေတဲ့သူတွေလည်းရှိတယ်ဗျာကျွန်တော်လို့ပေါ့ဗျာကျွန်တော်ကတော့ပင်လယ်ထဲကိုထွေးရမှာတအားကိုမှကြောက်ရောက်နေပါပြီဗျာဒီထဲမှာလည်းလှေလောက်သားတွေရှိရင်ကိုယ့်ကိုယ်ကိုစိတ်ချဖို့အတွက်အလောင်းမှာချင်ပါတယ်ခင်ဗျာတဲ့နဲ့ပိတ်ဆက်ထားရတဲ့လုံမှုစောစောရရပြီးစိတ်ကြပါခင်ဗျာလှေထဲမှာဆိုရင်ချစ်သူတငယ်ချင်းမိဘဆွေမျိုးတငယ်ပုံသိန်းတွေကိုလွမ်းလို့တချို့ကဗျာသူတို့မှစိတ်ဖြေစရာဆိုလို့မမရမရှိခဲ့ဘူးဗျာတချို့ကကောင်းပေါ်မှာလူယိုးလေးတားလိုက်မာတဲ့သူလေးလှေထဲကိုရောက်မှပစ္စည်းသွားတဲ့သူတွေလှေပေါ်မှာကြကိုမှဖေးမကူညီပေးမဲ့သူဆိုတာလည်းမမရမရှိဘူးကိုပါဖြစ်တဲ့ညာဖြစ်တယ်ဆိုပြီးတော့ဂရုတစိုက်နဲ့ပြောပေးမဲ့သူလည်းမရှိဘူးဗျာကိုဖြစ်ကိုခံဆိုတဲ့ပုံစံမျိုးပဲဒီကိုဖြစ်လာခိုင်းရင်လည်းတောင်းဝယူမှုတောင်းဝခံမှုရှိချင်မှလည်းရှိတာဗျာတချို့တထေးတွေကတအားကြေးရောက်တယ်ဗျာ
တချို့ဆိုရင်တားနှိပ်စက်တဲ့ပင်လယ်ထဲကိုရောက်ရင်လောက်မလောက်နိုင်ရင်ပင်လယ်ထဲကန်ချမယ်ပါညာအဲ့လိုဒီချိန်ချုပ်တဲ့အရာတွေလည်းရှိတယ်ဗျာကောင်းတဲ့တထေးတွေလည်းရှိတာမို့ဒါကတော့နေချင်းပေါ့ဗျာကျွန်တော်မလုပ်ချင်ဆုံးရာကတော့လှေလောက်ပါပဲလှေလောက်သားတွေခုလှေလောက်နေတဲ့ဆိုရင်တော့ဝီစိတ်ကြပါခင်ဗျာမပေါ်ကြပါနဲ့လေထဲကိုရောက်မှပစ္စည်းသွားတဲ့သူတွေအများကြီးရှိတယ်လို့ထိကြမှုတွေတာကြီးခံရတာမို့ကိုယ့်ကိုဆူဆိုက်လောက်ပေါ်ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်ဗျာဒါကြောင့်မဖြစ်နိုင်လို့လှေလောက်ရတဲ့ဆိုရင်လည်းလောက်ကြပါဒါပေမဲ့တကယ်ကိုမှရွေးချယ်စရာလေးတွေရှိလာခဲ့ရင်တော့တခြားလောက်ကိုရွေးဖို့အတွက်အလောင်းတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်မတော့ချင်တော့လောက်လိမ့်မို့အလောင်းကိုလည်းကျွန်တော်နဲ့သူစိုက်ခံစားချက်တွေတူရှိခဲ့ရင်လည်းcomment လေးမှာမျှဝေထားခဲ့ပြီးဖို့အတွက်အလောင်းကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအလောင်းကျေးဇူးတင်ပါတယ်ဘိုင်